အားလုံးပဲမင်္ဂလာပါရှင်ကျမက Hinge Diary Page မှာမေးဖြစ်ပါတယ်မေးဒီနေ့မျှဝေပေးချင်တာကတော့ငကြီးငပီးချက်နည်းလေးပါရှင်ကြည့်လိုက်ကြရအောင်နော်အိုးထဲကိုစီထည့်ပါမယ်စီလေးပွက်လာပြီဆိုရင်တော့ကျမတို့စနွင်းလေးနည်းနည်းထည့်ပါမယ်ရှင်စက်သွန်ဖြူစက်သွန်လေးငရုတ်သီးစိမ်းချိန်ထားတာလေးကိုထည့်ပြီးတော့စီတက်ပါမယ်နော်အဲ့ဒီမှာကျမတို့ကငရုတ်သီးအကြောင်လေးပေါ့နော်အကြောင်လေးကိုကြိုက်တယ်ဆိုရင်ငင်းလေးကိုထည့်ချက်တဲ့ငရုတ်သီးမှုန့်ကို2ဆွန်း3ဆွန်းလောက်ထည့်လို့ရပါတယ်ရှင်ငရုတ်သီးစိမ်းကိုစီတက်တဲ့အခါမှာမီးအေးလေးနဲ့စီတက်ပေးပါနော်အဲ့ငရုတ်သီးစိမ်းလေးနွမ်းလာတဲ့အထိစီတက်ပေးရပါမယ်ရှင်ရှိလက်ချင်နဲ့စီတက်ပေးပါနော်ငယ်သီးလေးတွေအကြောင်နွမ်းလာပြီဆိုရင်တော့ကျမတို့ကြိုထားတဲ့ငပိရည်လေးကိုကျမထည့်ပါမယ်နော်ကျမအသင့်ကြိုပြီးသားပါကျမတစ်ခါကြိုရင်ဒီကတက်တာလေးကိုအများကြီးထည့်ပြီးတော့တင်ထားပါတယ်ရှင်ဒါကတော့ကျမမှာလက်ကြံတဲ့ငပိရည်လေးကိုကျမထည့်လိုက်တာပါနော်အဲ့တော့ငပိရည်လေးကိုပွက်လာတဲ့အထိကျမတို့စုအောင်တည်ပေးရပါမယ်အချိုမုံလေးထည့်လို့ရပါတယ်အချိုမုံမစားတဲ့သူဆိုရင်ကြက်သားမှုန့်ထည့်လို့ရပါတယ်မိကတော့အချိုမုံလေးပဲစားပါတယ်ရှင်အဲ့ကြောင့်အချိုမုံလေးထည့်ထားပါတယ်เนาะပွက်ဆူလာတဲ့ထိတည်ပေးပါနော်ငပိရည်လေးတွေပွက်ဆူလာပြီဆိုရင်တော့ကျမတို့နှက်ထားတဲ့ငကြီးပေါ့နော်ငကြီးကကြတော့ကျမဘာနဲ့နေထားလေးဆိုရင်စားစနွင်းအချိုမုံလေးနဲ့နေပြီးတ냐အိတ်သိပ်ထားပြီးတော့ရှီခဲတက်တာတွေကိုထည့်ထားပါတယ်เนาะအဲ့တော့ဘာဖြစ်နေလဲဆိုရင်ငါးလေးဟာတောင့်တောင့်လေးဖြစ်နေပါတယ်စားစနွင်းအချိုမုံဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ငါးလေးကကြည်မမွသွားပါဘူးဒီထဲကိုထည့်လိုက်ရင်တောင့်တောင့်လေးဖြစ်နေပါတယ်အဲ့တော့ဒီထဲမှာဘာမှလည်းမလိုတော့ဘူးပွက်အောင်တဲပြီးသွားပြီဆိုရင်အသင့်စားသုံးလို့ရပါပြီเนาะအရသာလေးကိုမီးစမ်းကြည့်ပါလိုရာလေးကိုထည့်လို့ရပါတယ်မိကတော့မကြီးသီးအနှစ်လေးကိုထည့်ထားပါတယ်မကြီးသီးလေးကိုဘာလို့ဒီထဲကိုထည့်တာလဲဆိုရင်ငပိရည်တွေကိုမကြီးသီးထည့်တဲ့အတွက်ကြောင့်မိပထမဗီဒီယိုမှာလည်းမိပြောပြပူပါတယ်ဒီငပိဆိုတဲ့ဓာတ်မှာသွေးတိုးတက်တဲ့လူတွေအတွက်ကိုထိမ့်ညှိပေးပါတယ်ရှင်အဲ့အတွက်ကြောင့်ကျမတို့မကြီးသီးလေးကိုထည့်လိုက်တာပါအဲ့တော့မကြီးသီးထည့်ပြီးတော့မစားဘူးသေးဘူးဆိုရင်ထည့်စားကြည့်ပါနော်မေပြောတာလေးဟုတ်သလားဆိုတဲ့ဟာပေါ့အကုန်လုံးအတွက်အထောက်အကူပြုဖို့အတွက်မေပြောပြခြင်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကိုစီအတွက်ကြောင်ရှာသီးလေးတွေကို gas လေးနဲ့ပဲမီးအေးလေးနဲ့မီးဖုတ်လိုက်ပါတယ်เนาะမီးအေးလေးနဲ့ဘယ်လိုမီးဖုတ်လဲဆိုရင်ဟိုဘက်ဒီဘက်တော့နည်းနည်းလေးလှန်ပေးရပါတယ်ရှင်နည်းနည်းလေးတူးလာပြီဆိုရင်ဟိုဘက်ဒီဘက်လှန်ပေးနေမီးဖုတ်လိုက်ပါပြီးသွားပြီဆိုရင်အဲ့ဒီမီးဖုတ်ထားတဲ့ကြောင်ရှာသီးလေးတွေကိုကျမတို့ကအပေါ်ရန်ပေါ့เนาะအပေါ်ရန်ရေဆေးရပါမယ်အဲ့ဒီမှာမဲနေတဲ့အဖက်လေးတွေကအဲ့ရေထဲမှာပါပြီးတော့ကွာသွားပါလိမ့်မယ်ရေလေးကို2ထပ်လောက်ဆေးပြီးသွားပြီဆိုရင်เนาะပုံမှာပြထားတဲ့အတိုင်းကြောင်ရှာသီးမီးဖုတ်လေးနဲ့ကျမတို့ကဒီတိုးစရာလေးနဲ့ကျမတို့တွဲစားလို့ရပါတယ်တိုးစရာများများကြိုက်တဲ့လူဆိုရင်တိုးစရာအစုံလေးနဲ့စားလို့ရပါတယ်ရှင်မေရဲ့ဗီဒီယိုလေးတွေကို like and follow လေးလုပ်သွားပြီးအားပေးဖို့လေမေကတောင်းဆိုလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နော်